မင်းမစိုးလေဘာကိစ္စလဲအထဲမှာပြောလို့ရမလားရှင်တစိမ့်တွေရှေ့မှာဘာကိစ္စလဲမေးတာပဲပြောပါပြောစင်မပြောစင်တို့ဒဇိန်တွေလို့ဆိုတာပြီးတော့မှငါဆုံးဖြတ်ပါကျမတို့ခဲ့ပါဦးရဲ့ကျမညီမလေးရလေဦးရဲ့သားရောင်းပါပြက်စီရခံရလို့ပါမင်းဘာတွေလာပြောနေတာကျမညီလေးမကိုရှိနေပါပြီငါသားကမင်းညီမကိုဖြစ်စေဟာအထိမ့်ပဲမရှိလိုက်တာကွာမင်းကွာမင်းဘာထောက်ထားနဲ့လာဆွဆွဲနေအရောင်းပါပြက်စီလိုက်လို့အခုတကယ်ကိုရှိတယ်လို့ငါသားရဲ့ဂုဏ်တိတ်ကိုထိခိုက်လာမယ်ဆိုရင်မင်းကငါအသေးဖြတ်မှုနဲ့တရားစွဲထောင်နေတယ်ကျမမလိမ်ပါဘူးဦးရဲ့ကျမမလိမ်ပါဘူးဦးရဲ့သားကိုမေးကြည့်ပါရှင်သူသိပါတယ်ဦးရဲ့သားတငယ်ချင်းတွေလည်းသိပါတယ်ကျမမလိမ်ပါကျမညီမတနာတော့အဖြစ်တယ်လက်ခံပေးပါဦးရဲ့သားကိုယူပေးဖို့ဦးသားကိုပြောပေးပါနော်ဘယ်သူနဲ့ရမှမသိတဲ့ကိုဝင်ကိုကွာငါသားကိုလာပြီးဆွဆွဆွကျမညီမလေးကိုတနာရလက်ခံပေးပါဦးဒီမှာစီဦးထောပါနဲ့ခင်းချင်းထားတဲ့ဒီဝဲငပိရတူဆိုအရာကြီးကိုကြိုးစားနတ်တုတ်တာတဲ့ကိုမစင်တစ်ဆက်အကြောင်းခါလေနော်ကတိုးကြီးရေပတ်စံဘလောက်လုပ်ကြလဲမေးလိုက်လူချင်းတော့ပြေးလိုက်တော့ကွာဒီတုတ်တန်းစားတွေနဲ့ပြောနေရတော့ကွာအာယုံရောက်တယ်ဒီမှာဦးမင်းပါအရာရာငွေနဲ့စုံဖြတ်လို့ရတယ်လို့ထင်ဦးမားဝလိုက်မယ်ရှင်တို့လိုတခင်ကြီးတို့ရဲ့ထမင်းဝါရစီဦးထောက်ဖက်ပဲကုန်ရှိရမှာဟုတ်ကျမတို့လိုငပိတိုးစရာလဲသူ့ကုန်နေသူရှိတယ်အထက်တန်းကြရဲဆိုတာငွေချင်းဥစ္စာတနာအာနာပါဝါတဲ့အတိုင်းဝိုင်းတွေမြင်မှထက်တန်းကြရဲလို့ထင်ရှင်ယူနေလို့အကျင့်တီလာကောင်းမကောင်းတာထက်တန်းကြရဲမကြောက်ဆိုဆုံးဖြတ်တာကျမတို့စင်ရသားလို့ရှင်တို့လိုစိတ်ကအောက်တမ်းမကြောက်အဲ့ဒါမှားစရာမရှိဘူးအမှန်တရားကိုလေရှင်အနာပါဝါဝေကြီးတို့လည်းဘလောက်ပဲဖုံးဖို့စ조사အဲ့ဒီအမှန်တရားကိုကျမရှာပြမယ်အမှန်တရားရဲ့ခါသီးတဲ့အရာရှင်ခံစားဖို့စောင့်ကျမပြောတာကြားတယ်နော်ဦးမင်းပါ